Okay brother တို့အားလုံးမင်္ဂလာပါအခုကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်ကဗီဒီယိုမှာကျွန်တော်ဒီ net station ထဲမှာ root set တဲ့ဟာကိုပြသွားပြီအခုဒီတစ်ခေါက်မှာ edit ထဲမှာ root နှစ်ခုကိုဆက်မယ်အဲ့ဒါကိုလုပ်ဖို့အတွက်ကျွန်တော်အခုဒီ net station ထဲကဒီ root ကိုကျွန်တော် edit ထဲကိုပို့မယ်အဲ့ကြတော့ကျွန်တော်ပို့မဲ့ root ကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးတော့ဒီမှာ to edit ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်မယ် okay The root have been successfully sent to edit. Okay. ဒါဆိုရင်ကျွန်တော် root edit ထဲကိုရောက်သွားပြီအဲ့တော့ကျွန်တော်ခုနပို့လိုက်တဲ့ root ကို edit ထဲမှာဘယ်လိုရှာမလဲဆိုရင်ဒီမှာ plan mode ကိုချိန်လိုက်ပါ plan mode ကိုချိန်ပြီးတော့ manage data ကိုသွားမယ်ပြီးရင် root ဒီလိုပေါ်လာမယ်ဆိုရင်ဒီနေရာမှာ longest name နဲ့ file longest name ကိုရှာပြီးရွေးပါဒီမှာပါ longest name file အဲ့ကိုရေးပါပြီးရင် import ပြီးရင် root import ထဲကိုဝင်ပါဒီမှာကျွန်တော်ပို့လိုက်တဲ့ root လေးတန်းပေါ်နေပါပြီရွေးလိုက်ပါ open အဲ့ကြ import တက်ဆိုရဒီ root ကကျွန်တော် edit ထဲကိုရောက်လာပါပြီ okay close ပြီးရင်ကျွန်တော်တို့ navigation မှုကိုပြန်ပြီးတော့ချိန်လာခဲ့ပါကျွန်တော် number 2 edit မှာသွားလုပ်ပါမယ်ဒီ number 1 edit ကသုံးနေတယ်လက်ရှိမောင်းနေတဲ့ဟာဆို edit လုပ်ရင်ကျွန်တော်တို့ number 2မှာလုပ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခု number 2 edit မှာပါကျွန်တော်ပြီးခဲ့တဲ့ point ရ root ကိုပြန်ခေါ်ပါမယ်အဲကြတော့ plan မှုကိုသွားမယ် plan မှုမှာ plan နဲ့ root ကိုသွားပြီးခဲ့တဲ့ point ရပြုံးတက်ကနေပြီးတော့ spin သွားတဲ့ root ကိုပြန်ရှာပါမယ်ပေါ်လာပါပြီ select ကိုရွေးပါမယ်အဲကြတော့ root ကိုရှာပါမယ်ဒီမှာ alphabet နဲ့ cv ရှာတာပို့ပြီးတော့တွေးလွယ်ပါတယ်အဲကြတော့ဆင်းပါ krptk ဒီမှာတွေ့ပါပြီ krptk esta file Taiwan and Sona Strait okay open ပြီးရင်ဒီလိုမျိုး finish ဆိုပြီးနှိပ်ပါ accident ဒီ click လုပ်ပြီး waypoint တခုထပ်အပ်သွားမှာမလို့ပါအခုဆိုရင်ရပါပြီအဲကြတော့ကျွန်တော်ဒီ root ကို edit လုပ်ပါမယ်ဒီ root နဲ့ကျွန်တော်ခုန number 1 edit မှာလုပ်လိုက်တဲ့အင်္ဂလန်ကိုသွားထားတဲ့ root နှစ်ခုကိုပေါင်းပါမယ်အဲ့တော့ကျွန်တော်ဒီပထမ root ကိုရွေးပြီးဆိုတော့နောက်ထပ်ဆက်မဲ့ root တစ်ခုကိုလည်းထပ်ပြီးတော့ select လုပ်ပါမယ်ခုန number 1 edit မှာလုပ်လိုက်တဲ့ root ပါအဲ့ root ကိုရှာပါမယ် select ပါကြတော့ရှာပါမယ် alphabet နဲ့စီထားပါတယ် PRMOK GVDIL ဒီမှာတွေ့ပါပြီ Sona Strait နဲ့ KOK ဟုတ် open ပါပြီးရင်ဒီမှာ finish နှိပ်ပါ accident click လုပ်နေမှာဆိုလို့အဲဆိုရင်ကျွန်တော်တို့ဆက်မဲ့ root နှစ်ခုရောက်လာပါပြီကျွန်တော်တို့ဘယ်နာဆက်မလဲဆိုတော့ဒါကို minimize လုပ်လိုက်ပါဒီမှာကျွန်တော် accident click လုပ်ပြီးတော့ waypoint တခုထပ်အပ်ပါတာအဲ waypoint ယူကျွန်တော်ဖြတ်ပြပါမယ် okay edit delete waypoint ပြီးရင် finish နှိပ်ပါ okay အဲဒါ root နှစ်ခုကျွန်တော် select လုပ်ထားပါတယ်ဒီမှာလက်ရှိ current select လုပ်ထားတဲ့ root ကဒီလိုလိမ်မော်ရောင်လေးနဲ့ပြပါတယ်ပထမ root ကအမဲရောင်လေးနဲ့ပြနေပါတယ်အဲကြတော့တစ်ခုကပြုံးတက်ထွက်လာတယ်တစ်ခုကမုတ်ဘောထွက်လာတယ်ပြီးတော့ Taiwan ဖြတ်တယ် Sona ဖြတ်တယ်အိန္ဒိယ ocean ဖြတ်တယ်အပေါ်ကroot အမဲလေးပြုံးတက်ထွက်လာတဲ့ root လေးကတော့ great site ကနေမောင်းလာပါတယ်ဒါပြဿနာမရှိပါဘူးပြီးမှပြန်ချိန်လို့ရတယ်အဲကျွန်တော်တို့အခုကဒီထဲကိုမဝင်တော့ဘဲနဲ့ဒီဘောကိုဆက်သွားကြတာဒီ root mail လေးကိုဒီအနီလေးနဲ့ဒီနားလေးမှာဆက်မယ်အဲကြတော့ကျွန်တော်တို့ဆက်မဲ့ waypoint ကိုဒီနားလေးမှာရှာပါမယ်ခုနကျွန်တော်ပထမတစ်ခေါက်တော့ကျွန်တော် net station ထဲမှာဆက်ခဲ့တဲ့ waypoint နဲ့ပဲဆက်ပါမယ်ဒီမှာပါnotibu ဆိုတဲ့ waypoint ရဲ့နောက်ပိုင်း waypoint นี่ကျွန်တော်မယူပါဘူးဒီကနေပြီးတော့ဒီဘက်လိမ်မော်ရောင်လမ်းကြောင်းလေးကို join ပါမယ်အဲကြတော့ဒီ gap b ဆိုတဲ့ waypoint ရဲ့အရှေ့ပိုင်း waypoint นี่ကျွန်တော်မယူပါဘူးဒီ gap b ဆိုတဲ့ waypoint ရဲ့နောက်ပိုင်း waypoint တွေကိုဒီnotibu ဆိုတဲ့ waypoint နဲ့ join ပါမယ်ဒီအမဲအောင်လမ်းကြောင်းနဲ့လိမ်မော်လမ်းကြောင်းကိုကျွန်တော်ဆက်ပါမယ်အဲ့တော့ကျွန်တော်တို့ကအခုလိမ်မော်ရောင်က
လက်ရှိ edit နေတဲ့ root အမဲအောင်ကဒီဘက်က root အခုနှစ်ခုရွေးထားရင်နှစ်ကြောင်းပေါ်နေပါတယ်အဲကြတော့ကျွန်တော်တို့ကဒီဘက်ပြီးခဲ့တဲ့ point ရ root ပေါ်မှာ edit မှာဆိုတော့ဒီဘက် root ကိုပြန်ရွေးပါရွေးလိုက်မှဆိုရင်ဒီမှာအယောင်ပြောင်းသွားပါပြီဒီမှာ finish နေပါအယောင်ပြောင်းသွားပါပြီကျွန်တော်တို့အခု edit မဲ့ root လေးကလိမ့်ပေါ်အောင်ပြောင်းသွားပါပြီအဲကြရင်ဘယ်လို edit မလဲ waypoint နှစ်ခုတူတဲ့နေရာကိုရှာပါကျွန်တော် next station ထဲမှာကျွန်တော် edit တော့ waypoint နှစ်ခုပါပဲဒီမှာပါno ဒီ blue ဆိုတဲ့ waypoint နဲ့ဒီ cap b ဆိုတဲ့ waypoint ကျွန်တော်ဒီ waypoint ရဲ့နောက်ပိုင်း waypoint တွေအကုန်ဖြတ်ပါမယ်ဖြတ်ပြီးတော့ဒီအမဲအောင်လမ်းကြောင်းလေးကို join ပါပါအဲကြတော့ဒီမှာရှာပါဖြတ်ဖို့အတွက်ရှာမယ်ဆိုရင်ဒီမှာတွေ့ပါရင် waypoint နံပါတ်63ပါအဲကြ63ရဲ့နောက်ပိုင်း waypoint တွေကိုကျွန်တော်အကုန်လုံးဖြတ်ပါမယ်ဆက်လက်မှတ်ပါအကုန်လုံးဘက်ကစပြီးတော့83 60ကျော်ကနေ80ကျော်ဒီကုန်ဖြတ်ပါမယ်ရပါပြီအခုဆိုရင်64ကနေပြီးတော့83ထိ waypoint အကုန်လုံး select မှတ်ပေါ်ပါပြီကျန်စစ်ကြည့်ပါโอเคအကုန်ပါတယ်အဲကြတော့ဖြတ်ပါမယ်ဒီမှာထောက်ပါ right click နဲ့ delete waypoint โอเคပါဒီမှာကြည့်ပါဒီမှာဒီထိပဲရှိသွားတော့တဲ့ waypoint အဲကြတော့ကျွန်တော်ဒီကနေပြီးတော့ဘယ်ကိုဆက်မလဲဆိုရင်ဒီဘက်ဒီ blue လေးကိုတစ်ချက်သွားကြည့်ပါဒီ blue လေးမှာဒီ cap b waypoint မှာအဲ waypoint နောက် waypoint ပါ waypoint လဲဆိုတော့ရှာပါမှာပါ grand ဆိုတဲ့ waypoint ပါနောက် waypoint ကဒီမှာ DSS လေးကို join တဲ့ waypoint အဲကြတော့အဲကိုဆက်ပါမယ်အဲကြတော့ကျွန်တော်တို့ root band နဲ့ကိုသွားပါမယ် root band ကိုနှိပ်ပါ root band ကိုနှိပ်ပြီးတော့ခုန root ကိုပြန်ရှာပါတွေ့ပါပြီဒီမှာကြည့် KRMOK GBTN open မှာအဲကြတော့ဒီဘက်မှာပေါ်လာပါပြီဒါကျွန်တော်တို့သုံးနေတဲ့ root ဒီထဲကနေပြီးတော့တချို့ waypoint တွေကိုဒီဘက်ဆွဲဒီဘက် waypoint တွေကိုဆွဲထည့်မယ်အဲဘယ်ဟာကြီးဆွဲထည့်မလဲဆိုတော့ကျွန်တော်တို့DCAP B ခုနကဒီမှာ grand ဆိုတဲ့ waypoint ရဲ့ waypoint စာပြီးနောက်ပိုင်းအကုန်လုံးကျွန်တော်ဆွဲထည့်ပါမယ် DCAP B ဒီမှာတွေ့ပါပြီ69 68ကစာပြီးနောက်ပိုင်းအကုန်ဆွဲထည့်ပါမယ်အဲကြတော့ဘယ်ကိုဆွဲထည့်မလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာပါဒီ number 63 waypoint notipo အဲ waypoint ရဲ့အဲ waypoint နေပြီးတော့select လုပ်ထားပါပြီးရင် after ကိုရေးထားပါ before မဟုတ်ပါဘူး after ကိုရေးထားပါအဲ့ဒါမှဒီကောင်းရဲ့နောက်ပိုင်းကိုဆက်မှာပါပြီးသွားရင်ဒီ gap ပြီးမလို့ပါဘူးဒီ number 68ကနေပြီးတော့ဘယ်ဒီထည့်မှာလဲဆိုရင်အကုန်ထည့်မှာပါဒီဘက်ချမ်းဒီလိုဘက်ဒီထည့်ပါမယ်ရပါပြီဒီဘက်ချမ်းကိုရွှေ့လိုက်ပါဒါတွေ okay ပါပြီးရင် okay နှိပ်လိုက်ပါပြီးရင်ဒီမှာ accidentally click မလုပ်ပြအောင် finish နှိပ်ပါokay ပါအဲ့ဒါဆိုရင်ကျွန်တော်တို့ rule နှစ်ခုတစ်ခုပေါင်းဖို့ပါဒီမှာကြည့်လိုက်ပါကျွန်တော်တို့ဒီမှာ notipo အဲကနေပြီးတော့ကျွန်တော်တို့အခုမှဒီမှာ grand ဆို waypoint ကိုဆက်ထားပြီးတော့ဒီမှာလမ်းကြောင်းအမဲလေးတိုင်းတူတူလမ်းကြောင်းအမဲလေးနဲ့တူတူဖြစ်သွားပါပြီကျွန်တော်တို့ဒီမှာ DBR England သွားပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ rule ကို edit ထဲမှာဆက်ပြီးသွားပါပြီအဲကြတော့ကျွန်တော်တို့အသေးစိတ်လိုချင်တာလေးတွေနဲ့ပါ like ပြီးတော့ကြည့်ပြီးတော့ make up လိမ့်ဖို့ပဲကြံပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ